အင်္ဂလန်နောက်ခံကစားသမားဒီညာနောက်ခံကစားသမား Regain ကတော့ hamstring injury ရရှိသွားပြီးတော့အင်္ဂလန်နဲ့လာမယ့်ပွဲစဉ်2ပွဲလောက်ထိလွဲချော်မယ်ဆိုပြီးတော့သိရပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲမှန် Football Platform YouTube Channel နဲ့ Facebook Page လေးကနေကြိုဆိုလိုက်ပါတယ်ဒါနီးပြတူချဲရဲ့ရုံကြီးခေါ်ဆောင်လာခြင်းကိုခံရတဲ့ဒီ Chelsea ရဲ့ညာနောက်ခံကစားသမားပေါ့လေဒါ Regain ကအခုဆိုလို့ရှိရင် hamstring injury ရရှိသွားခဲ့ပြီးတော့သူ့အနေနဲ့ဒါအင်္ဂလန်ရဲ့ပွဲစဉ်အနည်းဆုံး2ပွဲကိုသူ့အနေနဲ့လွဲချော်မယ်ဆိုပြီးတော့အတည်ပြုလိုက်ပြီးဖြစ်ပါတယ်ဒါ Regain ကဒီအခုဆိုလို့ရှိရင်ဒီအုပ်စုမှာပေါ့လေအင်္ဂလန်အသင်းအတွက်2ပွဲကစားပေးပြီးသွားပြီအဲ့လိုအနေထားမှာသူ့ကိုတူချေကအားထားရတဲ့ညာနောက်ခံကစားသမားအနေနဲ့ရွေးချယ်လာပြီးတော့လာဇာနာအာနိုလောင်ချန်လင်းခဲ့တဲ့အထိဒါ Regain ပေါ်ကိုဒါတူချေကတော်တော်လေးကိုယုံကြည်မှုရှိခဲ့ပြီးတော့ခေါ်ယူလာခဲ့တယ်အဲ့လိုအနေထားမှာအခုဆိုလို့ရှိရင်သူ့အနေနဲ့2ပွဲဒါဂါနာနဲ့ခရိုအေးရှားနဲ့ပွဲမှာသူပါဝင်ကစားပြီးတော့အကောင်းဆုံးခြေစွမ်းနဲ့ပြသခဲ့ပြီးတော့အခုဆိုလို့ရှိရင်နောက်ဒီအုပ်စုနောက်ဆုံးပွဲစဉ်တပွဲနဲ့ဒီနောက်ထပ်ဒါရှုံးထွက်တက်ရောက်မယ်ဆိုလို့ရှိရင်အဲ့ရှုံးထွက်32သင်းအဆင့်ပွဲစဉ်မှာလည်းသူ့အနေနဲ့လွဲချော်မယ်ဆိုပြီးတော့သိရတယ်ပြောရမယ်ဆိုပြီးချင်းကဒါသူ့အနေနဲ့အများနဲ့ခဏခဏဒဏ်ရာရနေတဲ့ကစားသမားဖြစ်တာနဲ့အညီဒီကဘာဖလားမှာလည်းသူ့အနေနဲ့ဒါစိတ်ပြက်စရာဒဏ်ရာတစ်ခုကိုရရှိသွားခဲ့ပြန်ပြီပေါ့လေအင်္ဂလန်တင်းအတွက်လည်းတော်တော်လေးကိုဒါထိုးနှက်ချက်ဖြစ်သွားပြီပြောမယ်လို့ရှိရင်ဒါအလက်ဇန္ဒာအာနိုတောင်ချန်လက်ပြီးတော့တူချဲအနေနဲ့ရွေးချယ်လာတယ်အဲ့လိုအနေထားမှာဒါ Regain ကပါဒဏ်ရာရရှိသွားခဲ့တဲ့အတွက်အင်္ဂလန်တင်းညာနောက်ခံဘက်ကတော်တော်လေးကိုပြဿနာရှိလာမယ်လို့ထင်တယ်ပြီးတော့သူတို့အနေနဲ့ရွေးချယ်လာတာ Regain နဲ့ဒီ Livermento ပေါ့နော်ညူကာဆယ်ရဲ့ညာနောက်ခံကစားသမားအဲ့ညာနောက်ခံကစားသမား2ယောက်ကိုတူချဲအနေနဲ့ခေါ်လာပြီးတော့ Livermento ကလည်းဒါကဘာဖလားစတင်အပြီးမှာသူ့အနေနဲ့ဒဏ်ရာရရှိသွားလို့ဒါချာလိုဗတ်ကိုအစားထိုးခေါ်ယူလာခဲ့တဲ့တူချဲကအဲ့တော့ချာလိုဗတ်လို့ဒီကစားသမားကဒါညာနောက်ခံမှာသူကောင်းဆုံးကစားနိုင်တဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့တူချဲကခေါ်လာတဲ့ဒီအဲ့ Livermento ဒဏ်ရာရသွားလို့ပေါ့လေအစားအနေနဲ့ခေါ်လာပြီးတော့ Regain တယောက်ထဲသာတောင်းတောင်းမောင်းမောင်းနဲ့ညာနောက်ခံလူအနေနဲ့ကစားနိုင်တဲ့အနေထားမှာအခု Regain ကပါဒဏ်ရာထက်ရသွားတော့အင်္ဂလန်တင်းရဲ့ညာနောက်ခံကစားသမားနေရာတော့ကတော်တော်လေးကိုကောင်းခဲစရာဖြစ်လာပြီနီးပြတူချဲအတွက်ချာလိုဗတ်ကိုသုံးမလားချာလိုဗတ်ကိုသုံးမယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းလုံးဝထိအောင်မှမဟုတ်ဘူးသူ့အနေနဲ့အတက်အစင်းလဲဒါ Regain တို့လိုကစားနိုင်တဲ့ပလေယာမဟုတ်ဘူးအဲ့လိုကစားသမားကိုဒါတူချဲကအစားထိုးခေါ်ယူလာတော့နည်းနည်းတော့မေးခွန်းထုတ်စရာဖြစ်လာပြီးတော့အခုဆိုလို့ရှိရင် Regain မှာဒဏ်ရာထက်ရသွားတော့ဒါတူချဲအတွက်တော်တော်လေးကိုခေါင်းစားစရာဖြစ်သွားပြီအင်္ဂလန်တင်းရဲ့နောက်လာမယ့်ပွဲစဉ်ကနည်းနည်းခက်ခဲသွားမယ့်အနေအထားမှာရှိတယ်သူတို့အနေနဲ့ဒီညာနောက်တန်းနေရာမှာဒါအားကိုရတဲ့ player ဒါရော့သွားပြီဆိုတဲ့အတွက်ဘာပဲပြောပြောအဆင်မပြေတော့ဘူးပေါ့လေသူတို့အနေနဲ့ဒီ squad အနေထားရတော်လေးကိုတောင်းတင်းတဲ့အနေထားမှာရှိတယ်ဆိုပေမဲ့လည်းပြောရမယ်ဆိုရင်သူတို့အနေနဲ့ဒါနောက်ဆုံးပွဲစဉ်လို့ရှိရင်ဒီပနာမာနဲ့ကန်မှာအင်္ဂလန်တင်းကဒီပနာမာသူတို့အနေနဲ့နိုင်ရရှိပြီးအုပ်စုနောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေပြီဗျာအင်္ဂလန်တင်းကဒါအုပ်စုတက်ဖို့ကတော့သူတို့အနေနဲ့အခက်အခဲမရှိဘူးဒါပေမဲ့32တင်းအဆင့်မှာသူတို့အနေနဲ့ဘယ်အသင်းနဲ့တွေ့မလဲဆိုတော့မသိသေးဘူးအဲ့လိုအနေထားမှာသူတို့အနေနဲ့ဒီလိုညာနောက်ခံကစားသမားနေရာမှာပြဿနာရှိနေတဲ့အတွက်ဒါတူချယ်ရောဒါအင်္ဂလန်အသင်းအတွက်ရောထိုးနေချက်တစ်ခုဖြစ်လာပြီလို့ပဲဆိုရမှာဖြစ်တယ် Regain ကဒါ Chelsea လူနဲ့ Academy အတွက်ဖြစ်ပြီးတော့ Chelsea နဲ့သူကစားတဲ့ပွဲစဉ်တွေမှာဆိုလည်းအဲ့လိုပဲသူထိုင်ရခဏခဏရရင်လည်းသူလွဲချော်ခဲ့တဲ့ပွဲပေါင်းမနေဘူးသူအနေနဲ့ talent ရှိတဲ့လူငယ်ကစားသမားတွေပေါ်ထွက်လာပြီးတော့အဲ့လိုအနေထားကနေဒါ Chelsea ရဲ့အားကိုးရတဲ့ညာနောက်ခံကစားသမားဖြစ်လာပြီးတော့သူအနေနဲ့ပွဲစဉ်တွေတောက်လျှောက်ပါဝင်ကစားရင်းနဲ့နောက်ပိုင်းနှစ်တွေမှာဒါ injury အမြဲလို့ရတယ်သူလွဲချော်ခဲ့တဲ့ပွဲပေါင်းတွေကလည်းမနေဘူးအဲ့လိုအနေထားမှာ Chelsea နဲ့ပွဲစဉ်တော်တော်များများလွဲချော်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်လည်းဒါအင်္ဂလန်တင်းနဲ့သူအနေနဲ့ကမ္ဘာဖလားမှာအကောင်းဆုံးစွမ်းဆောင်ပြနေရင်းနဲ့မှ hamstring injury ဒီပေါင်နောက်ကျောဒဏ်ရာရရှိသွားတယ်ပေါ့လေအဲ့လိုအနေထားမှာဒါအင်္ဂလန်ပြည်သက်တွေအတွက်လည်းစိတ်ပူစရာဖြစ်ပြီးတော့အင်္ဂလန်ရဲ့ဒါဖြောင်ပြူးနေတဲ့လမ်းကြောင်းကဘယ်လောက်ထိခက်ခဲသွားနိုင်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်တူချယ်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီသူလူရေးချယ်လာတာတွေကိုအစကတည်းကတိတ်ပြီးတော့သဘောမကျဘူးဆိုပေမဲ့သူအနေနဲ့အကောင်းဆုံးစွမ်းဆောင်ပြနိုင်မယ်လို့မျှော်လင့်ထားခဲ့တာပေါ့လေဒါပေမဲ့သူအနေနဲ့အခုလက်ဇန္ဒအာနိုမရွေးချယ်လာတဲ့ပြဿနာကိုဒီမှာစတင်ပြီးကြုံရပြီRegainမရှိတဲ့အနေထားမှာချာလိုဗတ်အစားထိုးခေါ်လာတဲ့ချာလိုဗတ်ကလည်းပြောရမယ်ဆိုရင် Regain လို့ level မဟုတ်ဘူးသူကနောက်တန်းကစားသမားအဓိကဗဟိုနောက်ခံလူကစားသမားပေါ့လေဒါပေမဲ့ညာချမ်းမှာသူ့အနေနဲ့ကောင်းကောင်းကစားနိုင်မှာမဟုတ်ဘူးအဲ့လိုအနေထားမှာတူချယ်အနေနဲ့သုံးဖို့
နောက်ထပ် choice တစ်ခုရှိမယ်ဆိုရင်အဲ့ဒါခွန်စာပဲဒီ Aston Villa ရဲ့နောက်တန်းကစားသမားကွန်စာပေါ့လေကွန်စာကတော့သူ့အနေနဲ့ဒီညနောက်ခံကစားသမားနေရာမှာကစားဖို့တဲ့အတွေ့အကြုံလေးနည်းနည်းပါးပါးရှိတယ်သူ့အနေနဲ့ပြောမယ်ဆိုချာလိုဗတ်ထက်အများကြီးစင်ပြေလောက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကွန်စာကိုဒါညီပြတူချဲအနေနဲ့ဒါသုံးလာနိုင်ရရှိတယ်ပေါ့လေဒီနောက်တန်းအတွင်းလူနေရာမှာတော့ဘယ်လိုပြောမလဲဂျွန်စတုန်းနဲ့ဒီကေဟီနဲ့ပဲတွဲမလားပေါ့ဒါမှမဟုတ်ဒီလီဗာပူးဆန်ခွန်စာနဲ့ဒါကေဟီနဲ့တွဲမလားသူ့အနေနဲ့ဒါရွေးချယ်ရမယ်ချာလိုဘက်ကကျွန်တော်တိတ်မကြိုက်ဘူးဒါပေမဲ့သူချယ်ကသူကချယ်ဆီနီးပြန်ဖြစ်ခဲ့တော့သူ့အနေနဲ့ဒီချယ်ဆီကစားသမားတွေကိုယုံကြည်တယ်ချယ်ဆီနဲ့ချန်ပီယံလိတွေပါရခဲ့ဘူးတော့ချယ်ဆီရဲ့ကစားသမားတွေကိုသူယုံကြည်တာကတော့အပြစ်လို့မဆိုတာဘူးပေါ့လေအဲ့လိုတင်ထားမှသူအနေနဲ့ညာနောက်ခံကစားသမားနေရာအတွက်ကောင်းခဲစရာစတင်ဖြစ်ပေါ်လာပြီးတော့ကျွန်တော်အနေနဲ့ကွန်ဆာကိုပဲသုံးတင်တယ်လို့ထင်တယ်ပြီးတော့မှနောက်တန်းအထိုင်မှာဂူဟီနဲ့ဒါဂျွန်စတုန်းကိုတွဲသုံးတင်တယ်လို့ထင်တယ်ဗျအင်္ဂလန်ပြည်သက်ညီကိုလေးနဲ့ရောဘယ်လိုမျိုးထင်ကြလဲအင်္ဂလန်နေနဲ့နောက်ထပ်လာမယ့်ပွဲစဉ်တွေဘယ်လောက်ထိခက်ခဲသွားနိုင်ပြီးတော့သူတို့အနေနဲ့မျှော်လင့်တဲ့အဆင့်ထိရောက်ရှိနိုင်မလားရီဂျိန်းရောဒါနှစ်ပွဲလွဲချော်မယ်လို့ပြောထားတဲ့အတွက်ရီဂျိန်းကနှစ်ပွဲထပ်ပို့ပြီးလွဲချော်သွားနိုင်အောင်မလားဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒါအများနဲ့ကြည့်ရှုပေးပြီးတော့ကျွန်တော် YouTube channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ